စကားပြောတဲ့အခါမှာလည်းပဲရသော်ဘုရားကတင်ထားတယ်သိချာမှတ်သားထားဖို့တော့ကိုစီကံတမတ်ပေါ်လို့ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မနာဟုသာပြောမယ်မမနာဟုမပြောဘူးဒါတခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းနဲ့မပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာမပြောအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားစီမှန်လဲမှန်ရပဲအကျိုးလည်းရှိရဖက်သားအတွက်အကျိုးဖြစ်ရကိုပြီမှန်လဲအကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်နော်တော့ဘူးနော်မနာဝသာပြောမယ်အကျိုးရှိတဲ့ဟာဝသာပြောမယ်